အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကျော်စင်ထွေးဖြစ်ပါတယ်ကျွန်တော်ကတော့အခုဖခင်ရဲ့အသက်ရှင်တဲ့တက်တေကိုကျွန်တော်ပြန်လည်ပြီးတော့မှဒီအချစ်ရတော့ဒီကိုမောင်နှမအရောက်စီတိုင်းရဲ့အရှိမပြန်လည်ပြောပြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဆရာခုနကပြောသွားသလိုပဲကျွန်တော်ရဲ့အဖေအမေဘိုးဘွားရှင်ဆက်ကျွန်တော်ကဗုဒ္ဓဘာသာကနေပြီးတော့မှမျိုးတစ်လျှောက်လုံးကနေပြီးတော့မှဆင်းသက်လာတဲ့လူတစ်ယောက်ဖြစ်တယ်တိုးတော်ညာလည်းပဲကျွန်တော်ဖခင်ကကျွန်တော်က AR တိုင်းဒရီရဲ့အောက်ဖက်မှာဆိုရင်ကျွန်တော်တို့မှာဘယ်လိုလဲခရစ်ယာန်မရှိဘူးကျွန်တော်တို့အောက်ဝိုင်းလုံးကဗုဒ္ဓဘာသာတွေပဲအကုန်လုံးဗုဒ္ဓဘာသာတွေပဲဖြစ်တယ်အဲ့မှာမှဖြစ်ရှင်တော့ခရစ်ယာန်မိသားစုတွေတအိမ်ပဲရှိတယ်သူအဲ့မိသားစုကကျတော့သူကဘော်ရာတင်တာကျွန်တော်ကဖြစ်ရှင်တော့ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်အဲ့အိမ်ကိုရောက်သွားတယ်ဒါပေမဲ့ဒီလိုခရစ်စမတ်ဒီလိုအချိန်မှာကျွန်တော်တို့အဲ့အိမ်မှာကနေပြီးတော့သူတို့ကဆရာမတွေခေါ်ပြီးတော့မှကျွန်တော်တို့ចောင်းသားတွေကိုဒီတိုင်းပဲပျော်ဖို့ရှင်ဖို့နဲ့ပြီးတော့မှအသက်ရှင်တဲ့ဖခင်အကြောင်းကိုပြောပြတယ်ခရစ်တော်ကအသက်ရှင်နေကျွန်တော်တို့ခေါ်ရင်ထူးတဲ့ဖခင်ဖြစ်တယ်ဆိုတော့ကျွန်တော်ကိုအဲ့အေးဦးလီဆရာမကပြောတယ်ဒါပေမဲ့အားလုံးကငြိမ့်နေတာကျွန်တော်တယောက်ပဲလက်မခံဘူး no ဘယ်လိုလဲဆိုတော့ကျွန်တော်ကကိုလုံးမှကိုရမှာကျွန်တော်အခု10တန်းဖြည့်တော့မယ်ကျွန်တော်စာမကျက်ဖက်နဲ့ဘယ်လို10တန်းအောင်ပါလဲကျွန်တော်စာမကျက်ဖက်နဲ့နေမယ်အဲ့ဖျောက်ကိုကျွန်တော်ခေါ်မယ်ဆမဆောင်ဝဲအောင်လားကျွန်တော်ပြန်ပြောတယ်ပြီးတော့မှအားလုံးကအဲ့တို့နေရတနင်္ဂနွေနေ့ဆိုရင်ရှ िख ိုးတဲ့ဘုရားရှ िख ိုးကြတယ်အဲ့ချိန်မှာကျောင်းသားတွေအားလုံးကဆရာမတွေကခေါ်တော့အာနာပါနာနဲ့လိုက်သွားကြတာပေါ့လိုက်သွားပြီးတော့မှဝိပုကိုးကွယ်ခြင်းမှာသူတို့ကနေပြီးတော့မှတခြင်းတွေတင်ကြတယ်ကျွန်တော်မလိုက်ဘူးကျွန်တော်ကငါတို့ရဲ့မီယိုးဖလာဆင်းသက်လာတဲ့ဘာသာတရားကိုလုံးဝထိခိုက်မခံနိုင်ဘူးအဲ့ဒါလည်းပဲသူတို့အပေါ်မှာဘုရားရှိခိုးရခြင်းဆိုကျွန်တော်အောက်ကပဋ္ဌာန်းရွတ်တယ်ကျွန်တော်ပရိတ်ရွတ်တယ်အဲ့အပေါ်ကအတန်ကိုကျွန်တော်ကနေတယောက်တည်းတော့မဟုတ်ဘူးကျွန်တော်တငယ်ချင်းနောက်တစ်ယောက်ထပ်ခေါ်တယ်ဒါငါတို့ဘာသာလုံးဝကြာရှုံးလို့မရဘူးကျွန်တော်ဘာသာလုံးဝထိခိုက်ခံလို့မရဘူးသူတို့ကမတိလို့လုံနေပေမဲ့အဲ့သူတို့ကိုကျွန်တော်တို့ပြန်ပြီးတော့ဆွဲခေါ်ရမယ်ကျွန်တော်နှစ်ယောက်ချတာအဲ့မှာကျွန်တော်တငယ်ချင်းနဲ့နှစ်ယောက်ကျွန်တော်တို့ကနေပြီးတော့မှအဲ့သူတို့ပြန်ပြီးတော့မှကျွန်တော်ဘာသာရေးတောင်းပြန်ပြီးတော့ပြောရတယ်မင်းတို့အဲ့လိုမလုံနဲ့ငါတို့ကဘာသာတရားထဲမှာနေတာငါတို့ဘာသာကငါတို့လုံမှငါတို့ရမှာကန်ကြီးအကျိုးအဲ့တို့မသိဘူးလားဘာလို့သူတို့အသက်ရှင်နေမဖြစ်နိုင်တဲ့အရာယူမင်းတို့သွားယုံနေရလဲမင်းတို့မိဘတွေသိဘယ်လိုလုပ်မလဲကျွန်တော်ပြန်လောက်တာသူတို့အကုန်ပြန်ဆွဲတာမသွားရဘူးကျွန်တော်အဲ့နဲ့ပဲကျွန်တော်အောက်ကနေပြီးတော့အဲ့လိုမျိုးတွေလုပ်တယ်ပြီးလဲပြီးတော့ကျွန်တော်ဆောင်းဝဲခံတယ်ဆောင်းဝဲဖြေရတော့မှာဆောင်းဝဲအဲ့ဒါကကျွန်တော်စကြားတာက9ရက်နှစ်မှာစကြားတာဒါမဲ့ကျွန်တော်10တန်းဆောင်းဝဲဖြေမဲ့နှစ်ကိုရောက်အောင်ကျွန်တော်အဲ့တိုင်းပဲနေတယ်နှစ်နှစ်အဲ့မှာတက်နေတဲ့ကာလာပတ်လုံးကျွန်တော်အဲ့လိုပဲလုပ်တယ်ကျွန်တော်သူတို့ဒီလိုခရစ်စမတ်ဆိုရင်ကျွန်တော်သွားတယ်ဘယ်ချိန်မှာသွားတယ်ဆိုတော့လက်ဆောင်လေးပါဆိုတော့သွားယူတာဗောဒါလက်ခါရတာဆိုတော့အဲ့ချိန်သွားတယ်ဒါပေမဲ့ကျွန်တော်အဲ့တိုင်းပဲလုပ်တယ်ဒါပေမဲ့ကျွန်တော်ဆောင်းဝဲဘက်ကိုဝေးဖြည့်တယ်ကျွန်တော်ဘာသာရဲ့6ခုရှိတဲ့အထဲမှာ5ဘာသာလုံးကိုကျွန်တော်ကောင်းကောင်းမွန်ဖြည့်နိုင်တယ်အေးဆေးပဲကျွန်တော်ဘယ်ဘက်ဆုံးဘိုင်းကိုနေ့ကိုရောက်လဲရောက်ရောကျွန်တော်ကအဲ့ချိန်မှာဘယ်ခန်းကိုကြည့်ရင်အောင်လေဗောအဲ့နေ့တော့ကျွန်တော်တို့နှစ်ကြာမှလုံးဝအဲ့အခန်းလေးတွေကမပါဘူးကျွန်တော်ကြက်တော်တဲ့အပုတ်တပုတ်မှမပါဘူးဆောင်းဝဲဖြေရတော့မှကျွန်တော်ဆောင်းဝဲခန်းထဲကိုရောက်နေပြီကျွန်တော်ကြက်တဲ့တပုတ်တပုတ်မှမပါဘူးဒါပေမဲ့ကျွန်တော်အဲ့ချိန်မှာဘာလုပ်ရမလဲဆိုတော့ကျွန်တော်အိတ်ကတော့မှာဗောသူကဆောင်းဝဲဖြေနေချိန်မှာကျွန်တော်အိတ်ကတော့မှာဒါပေမဲ့ဖះကအဲ့ချိန်မှာဖះကကျွန်တော်အဲ့အတွေးလေးထည့်ပေးရနေပါဗောကျွန်တော်ဘာမှမစီမဆိုင်နဲ့အဲ့ဆရာမရဲ့ပြောတဲ့အတန်ကိုကျွန်တော်သွားကြားတယ်ဆရာမကျွန်တော်တခုံးပဲပြန်ပြောရတယ်ဒါနင်းမတက်နိုင်တဲ့အချိန်မင်းရဲ့အစွမ်းအစားနဲ့မလုံနိုင်တဲ့အချိန်မှာအဲ့ဖះကိုခေါ်ကြည့်အဲ့ဖះကအသက်ရှင်နေမင်းကိုတက်တည်ပေးလိမ့်မယ်ဆိုရဲအဲ့ဒါကြီးကနားလေးကိုပြန်ရောက်လာနားလေးကိုပြန်ရောက်လာတဲ့တော့ကျွန်တော်အေးငါအဲ့ချိန်မှာကျွန်တော်သိတာကျွန်တော်လူချင်တာ10တန်းအောင်ချင်တာလေ10တန်းចောင်းသားတယောက်ရဲ့အဓိကရင်မှန်းချက်ကကျွန်တော်10တန်းအောင်ဖို့ဖြစ်တဲ့အတွက်အေးအဲ့ဆိုကျွန်တော်လောက်ဆရာမရှိတော့ဘူးဖြစ်တဲ့အတွက်အေးအဲ့ဖျားကိုခေါ်ကြည့်မယ်ကျွန်
ကျွန်တော်ရိုးရိုးလေးပဲခေါ်တာပါအဲ့ဆရာမပြောတဲ့ယေရှုဖျားကိုရောကတကယ်အသက်ရှင်တာလားကိုရောတကယ်အသက်ရှင်နေဆိုရင်ကျွန်တော်ရအဲ့မှာပါတဲ့ခေါင်းစဉ်ကျွန်တော်တက်မယ်ကျွန်တော်ကြက်လာတဲ့အဖို့တွေကျွန်တော်ဖြေမယ်ကိုရောအောင်အဲ့ဖျားအောင်ပြီးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တခါတည်းပြောတာအဲ့မှာသူတို့ပြောတဲ့နှစ်ရှင်းကျွန်တော်ခံမယ်အဲ့ဒါနဲ့ပဲကျွန်တော်အဲ့တိုင်းပဲဆောင်းပွဲအဲ့တိုင်းပဲဖြေထားခဲ့တာဆူတောင်းခဲ့တယ်ဖြေထားခဲ့တယ်ဒါပေမဲ့အဲ့နှစ်မှာကျွန်တော်အောင်ရင်းထွက်တော့သူများတဲ့ခါတွေကကျွန်တော်အောင်တယ်လို့လာပြောတယ်ကျွန်တော်မယုံမဖြစ်နိုင်ဘူးငါဟိုပောက်ကြရည်ပဲဖြေထားခဲ့တာဒါပေမဲ့ကျွန်တော်နှစ်ခါသွားပြန်ပြီးတော့ကြည်လဲကျွန်တော်နာမည်ကပါနေတယ်အဲ့ချိန်မှာခေါင်းလုံးကိုရောက်လာဟာဒီဖျားကတကယ်အသက်ရှင်တာလားဒါပေမဲ့ကျွန်တော်ကအဲ့တဲ့ကသစ္စာဝိကိုကျွန်တော်တကယ်ဖြေတယ်အဲ့ဆရာမအိမ်ကိုကျွန်တော်ပြန်သွားတယ်ကျွန်တော်နှိရှင်းခံမယ်အဲ့ဆရာမကြီးကလည်းကျွန်တော်ကိုမအူပင်၄နှစ်စုအသင်းတော်မှာကျွန်တော်ကိုနှိရှင်းပေးခဲ့တယ်2018ခုနှစ်ကဒါပေမဲ့ကျွန်တော်အဲ့အားပြီးလဲပြီးတော့ကျွန်တော်ဒီတိုင်းပဲမိဘတွေရှိကိုပြန်ရောက်သွားတဲ့အခါမှာကျွန်တော်အဲ့ဖျောက်အရန်ကျွန်တော်ဂျားထဲမှာဟိုဒီတိုင်းပဲအဲ့ဖျောက်ကိုကျွန်တော်သိရပါတခုလေးရှိရောကျွန်တော်လူတဲ့အားကိုဖျောက်တောင်းလို့ရတယ်အဲ့သူ့ကိုခေါ်လို့ရတယ်ကျွန်တော်တို့ကပင်လေကန်းဆက်မှာဖြစ်တဲ့အတွက်ကျွန်တော်တန်ငါစင်ဖြစ်တယ်ကျွန်တော်ငါးဖမ်းတဲ့အခါမှာတောင်မှကျွန်တော်ပါတဲ့လှေဆိုရင်အဲ့ကျွန်တော်ကသိတယ်လေကျွန်တော်ကျန်းစာရေးပိုင်းနေအဲ့တော့ဆီယမပြီးတော့ကျန်းစာရေးပိုင်းနေဖတ်တယ်ပေတရုကအဲ့ဟိုခရစ်တော်ကနေပြီးဒီနေရာမှာပိုက်ကုံချလို့ပြောတဲ့အချိန်မှာအဲ့ပြောတယ်ဖေဟာကျွန်တော်ကလည်းပြောကျွန်တော်ချမယ်ဆိုတော့အဲ့လိုမျိုးအမြဲတမ်းဆူတောင်းပြီးကျွန်တော်ပါတဲ့လှေမှာလှေတိုင်းက900ရတယ်ဘယ်လောက်ထိရလဲသူများတဲ့ခါတွေငါးမရတဲ့အချိန်မှာလှေပေါ်တော့ငါးခုံတက်လာအဲ့လောက်ထိဖေကတက်တည်ပြီးတယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်ကဘာသာဘယ်လိုလဲကျွန်တော်ရဲ့မျိုးဖလာတွေကိုပြန်ရောက်သွားတဲ့အချိန်မှာကျွန်တော်ဒုက္ခရောက်ကျွန်တော်ဒီဖျားကိုယုံတယ်ကျွန်တော်ကဂျာထဲမှာတယောက်တည်းကျွန်တော်မိသားစုတွေအသားရဝိုင်းတွေကြားမှာကျွန်တော်ဖုန်းကြောင်းသွားခိုင်းတယ်ကျွန်တော်ကိုရင်ဝခိုင်းပစည်းအဲ့လိုအချိန်ဖြစ်လာပြီကျွန်တော်ပစည်းတက်ခိုင်းတော့မဲ့အချိန်ကောင်မှကျွန်တော်ပြန်ရင်ပစည်းတက်ကြတော့မယ်ဒါပေမဲ့အဲ့နှစ်မှာကိုပြီးဖြစ်လို့ပစည်းမတက်ကြတော့ဘူးအဲ့လောက်ဒီကျွန်တော်ကဒါပေမဲ့ဖျားကိုကိုးကွယ်တဲ့အခါမှာညဘက်ဆိုကျွန်တော်ရဲ့ခေါင်းအောက်မှာကျန်းစာကိုထိုးတယ်ကျွန်တော်မိဘတွေအိတ်သွားတဲ့အချိန်ကျမှဆောင်းခေါင်းမှုချုံပြီးတော့ဖုံးပြီးထွန်းပြီးတော့မှကျန်းစာဖတ်တယ်ဒါပေမဲ့ကျွန်တော်အဲ့အချိန်မှာကျွန်တော်ဘာပဲဆူတောင်းခဲ့လဲဆိုတော့ကျွန်တော်အဲ့နှလုံးသားကနေစာငတ်တဲ့နှလုံးသားနဲ့တောင်းတာကိုရောကအသက်ရှင်နေပြဖြစ်တာဟုတ်တာမှန်တယ်ဒါပေမဲ့ကျွန်တော်ဒီထဲမှာနေလို့ကျွန်တော်ဘဝဘာဖြစ်မှာလဲကိုရောကိုဘလို့လွတ်လွတ်လပ်လပ်ကိုးကွယ်ကိုရောကိုလွတ်လွတ်လပ်လပ်ကိုးကွယ်ခြင်းတယ်ကျွန်တော်အဲ့နေရာကိုပို့ပြီးအဲ့ဒါနဲ့ပဲကျွန်တော်အဲ့ချိန်မှာဘလို့တောင်းလဲကျွန်တော်အဲ့ထဲကနေပြီးတော့ဆောင်းလေးတွေကနေပြီးတော့ခိုးပြီးတော့မှကျန်းလာဖတ်တယ်ကျွန်တော်အားလုံးကနေပြီးတော့ကျွန်တော်ဖျားရှိခိုးရတဲ့အချိန်ရှိတယ်အဲ့ချိန်မှာဆိုရင်ကျွန်တော်ဖျားစီရှိမှလက်အုပ်ရှိတယ်ပြီးတော့မှကျွန်တော်ပထနာတော်ရွတ်တယ်တန်ရှင်းသောဝိတော်ဖျားကျွန်တော်ရဲ့အထဲကိုလေနှင်းရှင်းကန်ပြီးရောက်လာတာကျွန်တော်ဒါမဲ့အဲ့ဒါကြီးကျွန်တော်မသိဘူးတန်ရှင်းသောဝိတော်ဖျားကြီးပါနေကျွန်တော်သိရခရစ်တော်ပဲသိတယ်သိရဆိုတော့ဖြစ်တဲ့အတွက်ဒါမဲ့ကျွန်တော်အဲ့ရုပ်ထုကြီးရှေ့ရောက်ရင်ကျွန်တော်လုံးဝလက်အုပ်ရှိပြီးတော့ဝှချလို့မရဘူးကျွန်တော်အထဲမှာဘယ်လိုလဲအဲ့ဒါကိုမင်းမလုပ်ရဘူးဆိုတဲ့အတွေးဘယ်လိုလဲအဲ့ဒါကြီးတခုကဖြစ်တဲ့အတွက်ကျွန်တော်လုံးဝလုပ်လို့မရဘူးဒါမဲ့ကျွန်တော်ထပ်ပြီးတော့မှနောက်ထပ်ကြီးမားတဲ့တက်တည်တစ်ခုရှိရပေါ့နော်ခုနကကျွန်တော်တောင်းခဲ့တဲ့ဆူတောင်းချက်အဲ့ဒါကကျွန်တော်ကဆောင်းလေးထဲမှာခိုးပြီးတော့မှကျွန်တော်မိဘတွေဟိုဘယ်သူမှမသိအောင်ညတိုင်းတကယ်စိတ်နှလုံးနဲ့ဆူတောင်းခဲ့တဲ့ဆူတောင်းချက်လေးဖြစ်တယ်အဲ့ဒါကဒါပေမဲ့ဖခင်ကကျွန်တော်တို့မိသားစုကလုံးဝကျွန်တော်တို့နေဘက်မှာဟိုပင်လယ်ကမ်းစပ်လေးဆိုတော့ကျွန်တော်ဒီဂျပန်ကိုရောက်လာဖို့ဆိုတော့မဖြစ်နိုင်ပါဘူးလုံးဝမဖြစ်နိုင်ဘူးကျွန်တော်လည်းမထားနိုင်ဘူးဂျပန်ဆိုတာကျွန်တော်ခေါင်းထဲမှာစဉ်းစားလို့မရဘူးကျွန်တော်တို့ဘာလုပ်ရမှာလဲလေထုံရမယ်ပိုက်ပြစ်ရမယ်ဒါပဲကျွန်တော်တို့ဘဝကျွန်တော်တို့မျက်စိရှိမှမြင်နေတဲ့ဒါတွေပဲလေကျွန်တော်ရဲ့အဖေကလည်းဒါလုပ်တယ်ကျွန်တော်ကိုယ်ကလည်းဒါလုပ်တယ်ကျွန်တော်လည်းဒါပဲလုပ်ရမှာအဲ့ဒါကကျွန်တော်တို့ရဲ့ဒါလုံးဝဟိုဖြစ်ရမယ့်အရာတစ်ခုပေါ့နော်ဒါပေမဲ့ဘုရားကကျွန်တော်အဲ့ဆူတောင်းတဲ့ချက်တစ်ခုကနေပြီးတော့မှကျွန်တော်ရဲ့အမားတယောက်ကဂျပန်သင်တန်းတက်တယ်ဒါပေမဲ့ကျွန်တော်ကရန်ကုန်မှာသွားပြီးတော့မှအလုပ်လုပ်နေရတဲ့အချိန်မှာမောင်လေးတဲ့အဖေမရှိလို့ဆိုပြီးတော့မှလိုက်ခဲ့ပါတဲ့
ကျွန်တော်အဲ့နဲ့ပဲအေးဘောလိုက်ခဲ့မယ်လို့ဆိုပြီးတော့ဒီတိုင်းလေးပဲအပေါက်ကလေးရှင်းမှာသွားပြီးတော့မှမတက်လီရက်နေအဲ့နဲ့ပဲအထက်ကအမားတယောက်ကလာပြီးတော့မှကျွန်တော်ကိုကြည့်ပြီးတော့မောင်လေးတဲ့နေပုံစံနဲ့ဆိုဖြစ်နိုင်နေတဲ့အာအမလာမနောက်ပါနဲ့လို့နေအရန်မောင်းနဲ့နေပုံစံနဲ့ဆိုတော့ကျွန်တော်မှလည်းပညာရည်ရှင်းလည်းဘာမှမရှိဘူးပြီးတော့မှဂျပန်သာဆိုအာယူအေတော့မရဘူးစာတလုံးမှာအဲ့ချိန်မှာဂျပန်ဆိုဂျပန်စာဆိုရင်မြင်တော့မမြင်ဘူးအဲ့နေဖောင်တင်ခဲ့ကြီးတဲ့ရဖြစ်နိုင်တယ်ဆိုတော့โอเคလေးလို့ကျွန်တော်လည်းစောင့်နေတာပြင်းနေဆိုပြီးတော့မှဖောင်ဝင်တင်ခဲ့တာပြီးတော့မှတပတ်ပဲကြတယ်ကျွန်တော်အင်တာဗျူးဖြေရမယ်ဆိုပြီးခေါ်တယ်ဒါပေမဲ့အဲ့ဒါနဲ့ပဲကျွန်တော်အေးဘောအဲ့ဒါဆိုလဲဝင်ဖြေမှာပေါ့ဆိုတော့ဘယ်လိုဖြေရမလဲဆိုဂျပန်လိုဖြေရမှာတဲ့ကျွန်တော်ကအာယူအေဦးတော့မရပါဘူးဆိုဘယ်လိုဂျပန်လိုဖြေမှာလဲအဲ့ဒါနဲ့ပဲကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဂျပန်စာကိုအားဆိုရင်ကျွန်တော်မြန်မာအခန့်နဲ့အားလို့ရေးဒီလားဒီအဲ့လိုမျိုးမြန်မာလိုပြန်လိုက်တာရန်ကလေးမဟုတ်ပါဘူးဘယ်လိုခေါ်မလဲရိုမာကြီးမဟုတ်ဘူးမြန်မာအဲ့ဂျပန်ကိုမှဟိုမြန်မာအတန်ထွက်နဲ့ပြန်ပြီးတော့ရေးတယ်အဲ့ဒါကိုမိတ်ဆက်ဖို့လေဝါတရှိဆိုရင်ဝါလုံရွာတောင်ငွေလုံးတီအဲ့လိုမျိုးရေးပြီးတော့မှကျွန်တော်အဲ့ဒီကိုစာရည်လေးထဲမှာရေးချရေးတယ်ရေးပြီးတော့မှကျွန်တော်နဲ့အင်တာဗျူးပြင်မဲ့လူတွေသွားကြ10ယောက်တယောက်ကတော့အခုဖေးတယ်ပဲအန်2တဲ့အာနောက်တစ်ယောက်ကတော့မရှိဘူးအန်3နောက်ကတော့ရှိတယ်အန်4ညီလေးကဘာတက်တာဘာပြီးသားလဲကျွန်တော်ကဂျပန်လာကိုအခုမှတော့မြင်တော့မမြင်ဘူးလို့အဲ့ဆိုအကုန်လုံးကညလုံးဘူးတယ်အဲ့ဆိုရင်ညီလေးရဲ့အတွေ့အကြုံရတယ်ဝင်ဖြေလိုက်သွားတယ်သူတို့မေးရင်လည်းမသိရင်လည်းဒီတိုင်းပဲပေါ့နော်ကျွန်တော်ကယုံကြည်တယ်အဲ့ဒီမှာကျွန်တော်ယုံကြည်ခြင်းတစ်ခုကဘာထည့်ပြီဆိုတော့ကျွန်တော်ကအင်တာဗျူးပါပြီလို့ခေါ်လိုက်တယ်ကျွန်တော်အောင်သွားပြီကျွန်တော်ထင်တယ်မှာ confirm အဲ့တစ်ခုကရှိတယ်ဘာလဲဆိုတော့ကျွန်တော်မလုံးဝမဖြစ်နိုင်ဘူးလေသူတို့ level တွေအသီးသီးအောင်မှဒီ interview ခေါ်မဲ့ကိစ္စကိုကျွန်တော်ကဘာမှမတက်ထားဘဲနဲ့ဟို interview ပါရကျွန်တော်အဲ့ဆုံးကအောင်ပြီကျွန်တော်အဲ့စိတ်ချမှုတစ်ခုနဲ့ကျွန်တော်ခုနကရေးထားတဲ့မြန်မာလိုရေးထားတဲ့ဟာနဲ့ကျွန်တော် interview ဝင်ဖြေတယ် interview ဝင်ဖြေတဲ့အချိန်မှာကျွန်တော်ပထမဆုံးကနေပြီးတော့အဲ့10ယောက်တည်းကနေကျွန်တော်ရွေးခံတယ်အဲ့ဒါဖရားရဲ့လှုပ်ဆောင်မှုမဟုတ်ဘဲနဲ့ကျွန်တော်ရမှကျွန်တော်လုံနိုင်မှဆိုဖြစ်နိုင်ဘလို့မှမဖြစ်နိုင်တဲ့ကိစ္စအဲ့ဒါကလည်းဖရားကလည်းပဲကျွန်တော်ကိုဒီကိုပို့ဆောင်တာဖြစ်တယ်ပြီးတော့နောက်တစ်ခုအဲ့ဒါကပထမဆူတောင်းခဲ့တဲ့ကျွန်တော်ကိုလွတ်လပ်စွာကိုးကွယ်ရမယ့်နေရာကိုပို့ပေးပါဆိုတဲ့အဲ့တို့ဗာလဲဆူတောင်းချက်တစ်ခုပြီးတဲ့အခါမှာကျမ်းစာလွတ်လပ်စွာဖတ်ရှင်တယ်ကိုရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်တေးသေးချာချာလေးလာခြင်းတယ်ဆိုတော့နောက်တစ်ချက်ဖြတ်ဖြစ်လာတော့ဒါမဲ့ကျွန်တော်ဂျပန်ရောက်လာဘာလုပ်တယ်မလို့ကျွန်တော် game ပဲထိုင်ဆိုတာ game ပဲထိုင်ဆိုတာမိနေအဲ့ဒါကြီးကိုအဲ့ပြောအကောင်တော့ကြေးတော့ရှီးမွမ်းပဲကျွန်တော်ပျော်တယ်ပေါ့အရန်ပျော်ပြီးတော့မှကြောက်လာတယ်ရောက်လာတော့ဘာလုပ်လဲ game ပဲထိုင်ဆိုတယ်ကျန်းစာလည်းမပေါ့ဘူးဒါပေမဲ့ဖယားကကျွန်တော်ကိုဒီအသင်းတော်နဲ့တွေ့စီတယ်ဒီအသင်းတော်ကိုကျွန်တော်ရောက်လာတယ်ဒီအသင်းတော်ကိုကျွန်တော်ဂျပန်ရောက်ပြီးတော့မှကျွန်တော်အခုဂျပန်ရောက်တာတစ်နှစ်နဲ့ဘယ်လောက်ပဲရှိသေးတယ်တစ်လပဲရှိတစ်လ2လ3လလောက်ပဲရှိသေးတယ်တူတယ်ဟုတ်တယ်အဲ့လောက်ပဲဒါပေမဲ့6လကျော်လောက်မှကျွန်တော်ရောက်တယ်အဲ့အချိန်မှာဒီအသင်းတော်ကိုလည်းရောက်ကိုကျွန်တော်ရဲ့ဘဝကအဲ့ကြမှာစတယ်ကျွန်တော်အရင်တုန်းကအလုတ်လုတ်တယ်အခန်းထဲမှာရောက်လာတယ်ညအိတ်တယ်မိုးလင်းသွားတယ်အလုတ်ပြန်လုတ်တယ်ပြန်လာတယ်ဂိမ်းဆော့တယ်ထမင်းစားတယ်ပြီးတော့အလုတ်ပြန်သွားတယ်မိုးအဲ့ဒါပဲဘဝကြီးကဘာမှသင်နေပြီအတိတ်ပဲမကြည့်ဘူးလူကတာအသက်ရှင်နေပြီလေဘဝကဘာမှအတိတ်ပဲမရှိတော့ဘူးဒါပေမဲ့ကျွန်တော်ဒီအသင်းတော်ကိုရောက်လာတဲ့အချိန်ကြမှာဖရားရဲ့နှုတ်ကပတ်တော်တွေကိုကျွန်တော်ကိုစတင်ပြီးတော့မှကြားလာတဲ့အချိန်ကြမှာကျွန်တော်ဘာတစ်ခုပြန်ရလဲဆိုခုနကကျွန်တော်အဲ့အချိန်မှာဘာပြောခဲ့လဲဆိုတော့ကျွန်တော်အင်တာဗျူးအောင်ခြင်းနဲ့လေကျွန်တော်မှလည်းဘာမှမရှိဘူးကိုတော့အောင်ပေးကျွန်တော်တိုးရဲ့နေရာမှာကိုတော့ကောင်းပြကြအောင်ပြောမယ်ကျွန်တော်အဲ့လိုတကယ်ကတိပေးခဲ့တာဒါပေမဲ့ကျွန်တော်ရောက်လာဘာလုပ်လဲဂိမ်းဆော့နေအဲ့အချိန်မှာဒါပေမဲ့ဖခင်ကကျွန်တော်ဒီတိုင်းမထားဘူးဒီအသင်းတော်ကိုထပ်ပို့တယ်ဒီအသင်းတော်ကိုရောက်လာပြီဆိုကမှကျွန်တော်အရင်တော့က2017တရကနေပြီးတော့မှကျွန်တော်စတင်ပြောင်းလဲတယ်အသက်တာကခရစ်တော်ကိုယုံတယ်ပြောင်းလဲခြင်းမရှိဘူး
ပေါက်ကရတွေကြည်တယ်ပေါက်ကရတွေလှုပ်တယ်အသက်တာထဲမှာလုံးဝညဉ့်ညမ်းစရာတွေနဲ့ညဉ့်ညူးစရာတွေနဲ့ပဲနေ့ရက်စဉ်တိုင်းမှာအချိန်ကုန်နေတာကျွန်တော်ဘောကဘာအတိတ်ပဲမှမရှိဘူးဒါပေမဲ့ဒီအသင်းတော်ရောက်လာတော့ဟိုလူကပြောတော့လေတန်ရှင်းသောဝိညာဉ်တော်ဒီလူကပြောတော့လေတန်ရှင်းသောဝိညာဉ်တော်အဲ့ဆိုတန်ရှင်းသောဝိညာဉ်တော်ကဘာလဲကျွန်တော်ကျမ်းစာကဟိုဖတ်တယ်ဒါပေမဲ့ဆရာမကျွန်တော်ဆရာမကတော့ပြောပါတယ်ဆရာမတို့ကျွန်တော်ကျမ်းစာဖတ်တယ်လို့ဘာမှလည်းမသိဘူးလို့ဒါနဲ့ဘာမှမသိလဲဖတ်တယ်ဆိုတော့ကျွန်တော်လည်းဖတ်တာပဲဘာမှလည်းမသိဘူးပေါ့နော်ဒါပေမဲ့ဖတ်တယ်ဒါပေမဲ့ကျွန်တော်နှုတ်ကပတ်တော်နားထောင်တယ်ဆရာဆန်တိုးနဲ့ဆရာဒေးဗစ်ကနှစ်ခုပဲကျွန်တော်နားထောင်တယ်အဲ့ဒါနဲ့ပဲကျွန်တော်ခွန်အားယူတယ်အဲ့ဒီကနေပြီးဆရာတို့ရှင်းပြတဲ့နှုတ်ကပတ်တော်တွေနဲ့ကျွန်တော်ဟိုအားတဲ့အချိန်မှာအဲ့လိုမျိုးအရင်တုန်းကတော့ယူခဲ့အချိန်ယူခဲ့တယ်အဲ့ဒါတွေတော့ရှိတယ်ဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်တကယ်မသိဘူးကျွန်တော်အသင်းတော်တွေဟိုဘယ်လိုလဲမြန်မာနိုင်ငံမှာကျွန်တော်ရဲ့အနှစ်ချင်းခံနေသွားရဲ့အနှစ်ချင်းအသင်းတော်သွားတော့လေတန်ရှင်းသောဝိညာဉ်တော်မပါဘူးကျွန်တော်မသိဘူးပေါ့နော်ကျွန်တော်မသိဘူးဒါပေမဲ့ကြားတော့ကြားဘူးလေနောက်ဆုံးကောင်းကြီးပေးတဲ့အခါမှာအဲ့လိုသုံးတဲ့ဟာတော့ဟောဒါတန်ရှင်းသောဝိညာဉ်တော်ဆိုတဲ့အရာကိုကျွန်တော်ကြားဘူးလေဒါပေမဲ့ဒီအသင်းတော်ရောက်တော့ဆရာဟိုဆရာမကပြောလဲအသင်းတန်ရှင်းသောဝိညာဉ်တော်ဟိုအကူကပြောလဲတန်ရှင်းသောဝိညာဉ်တော်ဆိုတော့အဲ့ဒါဘာလဲကျွန်တော်တို့အတိုင်းမေးတာပေါ့နော်ဒါပေမဲ့အဲ့တန်ရှင်းသောဝိညာဉ်တော်ကိုကျွန်တော်ကဘာမှသိရလဲဆိုတော့ရှင်မခရစ်အခန်းကြီး14ငွေ26မှာမှအဲ့ခရစ်အဲ့တန်ရှင်းသောဝိညာဉ်တော်ကမှကျွန်တော်တို့ရဲ့အရာမှန်သမျှကိုသူကပဲသင်ပေးတာခရစ်တော်ပြောတဲ့စကားကိုပဲသူကပဲနားလဲစီတာဆိုတော့ကျမ်းပိုက်ကိုကျွန်တော်ရသွားတဲ့အချိန်မှာဟာဒါတန်ရှင်းသောဝိညာဉ်တော်ပါလားကျွန်တော်အဲ့ချိန်မှာကျွန်တော်ရဲ့အသက်တာတွေကိုခေါ်ဖိတ်လက်ခံတယ်တန်ရှင်းသောဝိညာဉ်တော်ဖျားကိုတော့တားရဲ့အသက်တာထဲမှာနေရာယူပါအဲ့လိုဖြစ်လာတဲ့အချိန်ကြာမှာကျွန်တော်အရင်ကလှုပ်ခဲ့တဲ့ပောက်ကရလှုပ်တဲ့ဟာတွေပောက်ကရကြီးတဲ့ဟာတွေအဲ့ဟာတွေကလေလုံးဝကိုမှယွန်းတပြေးပြေးနဲ့ယွန်းလာတာကိုတော့ပြန်ပြီးတော့မဟာကအဲ့လိုမျိုးတွေဖြစ်လာပြီးတော့မှတကယ်တန်ရှင်းသောဝိညာဉ်တော်ဘုရားကလည်းပဲကျွန်တော်ကိုပြုပြင်သွားတာအဲ့ဒါကတော့နောက်ကျွန်တော်ဒီမှာရောက်လာတဲ့အရာရဲ့ဘုရားရဲ့ပြည့်စုံစေတဲ့ရည်ရွယ်ချက်ကဒီအသင်းတော်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ဒီအသင်းတော်ကိုရောက်လာကမှကျွန်တော်ရဲ့အသက်တာတွေပြောင်းလဲတယ်ပြီးတော့မှကျွန်တော်ဘုရားကိုပေးထားခဲ့တဲ့ဂတိဖြစ်တဲ့ကိုရဲ့ကောင်းမြတ်ကြောင်းကိုကျွန်တော်ပြန်ပြောမယ်ဆိုတဲ့အရာကဒီကျမ်းမှာဘုရားကစတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ဒီနေ့မှာဒီမှာရှိတဲ့ညီကောင်မောင်တို့ရောက်စီချိန်မှာကျွန်တော်ပြန်လဲပြီးတော့ပြောပြရတာလေဒါဘုရားရဲ့တစ္ဆာဝိကိုကျွန်တော်ပြန်ဖြေတာဖြစ်တယ်ဘုရားရှိမှကျွန်တော်ပြုတ်ထားခဲ့တဲ့တစ္ဆာဝိကခရစ်တော်ကဒီကိုပို့တယ်ကျွန်တော်ကိုဟိုဒီနှုတ်ကပတ်တော်တွေကိုကောင်းမွန်စွာလေ့လာနိုင်တယ်ဒါကဘုရားရဲ့ကျွန်တော်ကိုဖြစ်စေလိုတဲ့အကြံစီဖြစ်တာဖြစ်တယ်ပြီးတော့မှဒီအသင်းတော်ကိုရောက်လာပြီးတော့မှကျွန်တော်အရာအလုံးပြောင်းလဲတယ်ပြီးတော့မှအများကြီးကြီးဆောက်စရာတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူတိုင်းလည်းပဲတကယ်ကျွန်တော်တို့မှာတန်ရှင်းသောဝိညာဉ်တော်ကနေပြီးတော့မှကျွန်တော်တို့မှာရှိမှကျွန်တော်ရဲ့အသက်တာထဲမှာအလုံးလုံးမှကျွန်တော်တို့အသက်တာကပြောင်းလဲတယ်မဟုတ်ရှင်ကျွန်တော်တို့ဟိုအပြင်မှာရှိတဲ့လမ်းဘေးကလူတွေဘယ်လိုလဲအတူတူပဲအကုန်လုံးအတူတူပဲဟိုအရှိမတော့လူကောင်းကြီးအောင်ဆောင်နေဟုတ်တယ်အထဲမှာကပုတ်ပွားနေတာအထဲမှာကကျွန်တော်ဗာတီးလိုက်လဲဆိုတော့ကျွန်တော်ဘာသာတရားတွေကကျွန်တော်တို့ကိုဟိုမလုံးနဲ့အဲ့ဒါမလုံးနဲ့ကျွန်တော်တို့ကိုထိန်းခိုင်းတာဘာမလုံးနဲ့ဟိုကမလုံးနဲ့ကျွန်တော်တို့ကိုထိန်းခိုင်းတာဆိုတော့ကျွန်တော်တို့အထဲမှာထိန်းထားတာထိန်းထားတော့အချိန်တန်ကြရင်အထဲမှာချိနေတယ်ဆိုတော့ပြန်ထွက်လာတာအဲ့ဒါကြီးကပြန်လှုပ်တယ်မကောင်းတာတွေပြန်လှုပ်တယ်ပြီးတော့ဘုရားရှင်မှာပြန်တိုးဝင်တယ်ဒီဟာကြီးကမရှင်းသွားဘူးဒါပေမဲ့တန်ရှင်းသောဝိညာဉ်တော်ဘုရားရောက်လာကမှအဲ့အထဲမှာရှိတဲ့မကောင်းတဲ့အရာတွေကိုဘုရားကအကုန်ဆွဲထုတ်လိုက်တာဘာမှမချိတော့တဲ့အချိန်ကျမှအဲ့မကောင်းတဲ့အရာတွေကတွေးလဲမတွေးတော့ဘူးလှုပ်လဲမလှုပ်တော့ဘူးမချိတော့အကုန်ဘုရားကအဲ့ဝိညာဉ်တော်ဘုရားကကျွန်တော်တို့အထဲကနေဆွဲထုတ်ပြီးသွားတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်အားပေးခြင်းနဲ့ကျွန်တော်ဒီထဲမှာယုံကြည်သူဖြစ်တဲ့အဖြစ်ထဲမှာအမြဲတမ်းလှုပ်လိုက်ပြန်လဲလိုက်ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ထဲမှာဝိညာဉ်တော်လူတယ်တန်ရှင်းသောဝိညာဉ်တော်ဘုရားကကျွန်တော်တို့ရဲ့နေ့ရဲ့အစဉ်တိုင်းမှာကျွန်တော်တို့ကိုဥဆောင်ပြီးတော့မှကျွန်တော်တို့မလွတ်မြောက်နိုင်တဲ့အရာတွေကျွန်တော်တို့ဟိုဘယ်လိုလဲဘိန်းလားကျွန်တော်တို့မကောင်းတဲ့အရာတွေကြည်ချင်းလားပြီးတော့မှအရက်လားဆက်လိုက်တာအကုန်လုံးကဖျားခံပဲကျွန်တော်တို့အထဲကနေပြီးတော့မှအဲ့စိတ်ကြီးကိုကျွန်တော်တို့ကဆွဲထုတ်ပြီးတော့မှပြစ်လိုက်တာဖြစ်တယ်ကျွန်တော်တို့ကထိန်းပြီးတော့မှငါမလုပ်ဘူးငါကြိုးစားပြီးဖြတ်မယ်ဆိုလုံးဝမပြတ်ပါဘူးဘာမှမပြတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်အားပေးခြင်းတယ်ပြီးတော့မှကျွန်တော်ဘာသာတရားအကြောင်းကိုမပြောဘူးဘာသာတရားတွေကကျွန်တော်တို့ကောင်းတာပဲလို့ခိုင်းတာဖြစ်တယ်ဒါပေမဲ့သခင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုအယမ်းရှိတယ်
ကျွန်တော်တို့အပြစ်အားလုံးအတွက်သူလောကကတိုင်းမှာအသေးခံတယ်အသွေးသွန်းတယ်တကြိုချင်းခံတယ်၃ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်ပြီးတော့မှကျွန်တော်တို့ကိုထာဝရအသက်ကိုပေးတော်တာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘုရားရဲ့ဒီခရစ်တော်ဘုရားကိုကျွန်တော်တို့ပတ်စံလည်းမပေးရပါဘူးဘာမှကျွန်တော်တို့ပေးကြမလို့ကျွန်တော်ရဲ့ဘဝထဲမှာရှိနေတဲ့အခက်အခဲတွေပြဿနာတွေအားလုံးကိုအဲ့ဘုရားရှိမှကျွန်တော်တို့ပြောပြပြီးတော့မှဘုရားကအားလုံးကိုဖြည့်ရှင်းပေးနိုင်တဲ့ယုံသားမကကျွန်တော်တို့ကိုထာဝရအသက်ကိုပေးတယ်ဆိုတာကိုကျွန်တော်နိုင်ငံပြောပြခြင်းနဲ့ကြားလာသူအရောက်စီတိုင်းခေရှုခရစ်တော်ဤတစ်ဖက်သက်ရှင်မေတ္တာဖြစ်ပြီးတော့ထာဝရအသက်ကိုအရောက်စီတိုင်းရရှိစေပါလို့ကျွန်တော်ဆုတောင်းပေးပါတယ်